လိန်ညာတဲ့သူတွေ၃လေးရှိတယ်စကလုံးအကာအကွယ်၅ခုဒါကိုတိုင်းထားလိုက်ပါဒီပုံစံတွေကိုတစ်ခါလောက်တတိထားမိသွားပြီဆိုရင်ဘသူကတင့်ကိုလှည့်စားနေတယ်လဲဆိုတာချက်ချင်းရိပ်မိသွားပါလိမ့်မယ်တဲ့အနေနဲ့ဘာလို့အလောက်တောင်အရေးလုံနေတာလဲဒါဟာအခြေအနေကိုသုံးသပ်ပြတာမဟုတ်ပဲအာယုံရွက်လိုက်တာပါသူတို့လုတ်ခဲ့တဲ့အမှားကိုစကားမဖြိုးရအောင်တင့်ရဲ့တွန့်ပြတ်မှုကိုပဲပုံကြီးချဲ့ပြီးအပြစ်တင်လိုက်တာဖြစ်ပါတယ်နှစ်တနည်းနဲ့မင်းငါ့ကိုရောတကယ်ယုံရလားတင်ကအမှန်တရားကိုသိချင်လို့မေးတဲ့အခါဒီမေးခွန်းနဲ့ပြန်တွန့်ပြတ်လာရင်ဒါဟာသတိထားရမယ့်အချက်ပြချက်ပါရိုးရှင်းတဲ့အမှန်တရားကိုရှာဖွေတာကိုစိတ်ခံစားချက်နဲ့ချိန်ချောက်တဲ့စစ်ဆေးမှုတစ်ခုအဖြစ်ပြောင်းလဲလိုက်တာဖြစ်ပါတယ်။သုံးအနေနဲ့ကဲဒါဆိုငါ့ကိုဘာပြောစေချင်တာလဲဒါကတော့အကွက်ချပြီးဖြတ်လဲနေသုံးလိုက်တာပါသူတို့ကတကယ်ပွင့်လင်းချင်လို့မေးတာမဟုတ်ပဲတင်ကြားချင်နေတဲ့အဖြေကိုမေးပြီးပြီးစလွယ်ဖြေလိုက်ချင်တာဖြစ်ပါတယ်အလေးအနေနဲ့ဒါကိုအခုပဲပြီးလို့မရဘူးလားအလင်းစလိုလောက်တာဟာလိန်ညာသူတွေရဲ့အကောင်းဆုံးတငယ်ချင်းပါပဲသူတို့ကပြဿနာကိုဖြေရှင်းဖို့ထက်အခြေအနေကနေဘလို့လွတ်အောင်ပြေးရမလဲဆိုတာကိုပဲအာရုံစိုက်နေတာပါအငါအနေနဲ့ဒါလီအတွနဲ့ငါတို့ကြားကအရာအလုံးကိုဖြစည်းပစ်တော်မှာလားဒါကတော့အဖြစ်ရှိတယ်လို့ခံစားရအောင်လုပ်တဲ့အဆုံးသက်နီးနှံပါတင့်ရဲ့ခိုင်လုံးနဲ့စူးရင်ပူပန်မှုတွေကိုအသေးအဖွာလိုမြင်အောင်ပုံဖော်ပြီးတင့်ကိုတိတ်ဆိတ်သွားအောင်လုပ်တာဖြစ်ပါတယ်အထီးကမှတ်သားစရာအနေနဲ့လူတစ်ယောက်ကတင့်မေခွန်းတွေကိုဖြေဖို့ထက်ရှောင်လွဲဖို့ကိုပဲပိုကြိုးစားနေတဲ့ဆိုရင်အဲ့ဒီရှောင်လွဲမှုတွေကပဲသူတို့ရဲ့လှုပ်ရှက်တွေကိုအဖြေပေးနေတာဖြစ်ပါတယ်